မင်္ဂလာပါ green card နဲ့ပတ်သက်ပြီး case စစ်တာကိုဆက်ပြောပါမယ်ကျွန်တော် fountain ပြီးတစ်ပတ်လောက်နေတော့ USCIS ကနေပထမဆုံးစာတစ်စောင်အိမ်ကိုပို့ပါတယ်တစ်စောင်တော့မဟုတ်ဘူးပေါ့လေကျွန်တော်တို့က2ယောက်ဆိုတော့2ဆောင်ပေါ့ကျွန်တော်နာမည်နဲ့တစ်စောင်ကျွန်တော်မိန်းမနာမည်နဲ့တစ်ဆောင်ရတယ်အဲ့စာထဲမှာသူတို့ form ကိုရရှိကြောင်းရယ် processing လုပ်နေဆိုတဲ့အကြောင်း biometric တက်လိုအပ်ရင်သူတို့ appointment စာပို့မယ်ဆိုတဲ့အကြောင်းပါတယ်application fee ပေးရမယ်ဆိုရင်အဲ့ထဲမှာပါလိမ့်မယ်အဲ့စာထဲမှာအရေးကြီးတဲ့ receipt number လည်းပါတယ်အဲ့ number နဲ့ပဲနောက်ပိုင်း case ကိုစစ်တာ follow လိုက်တာလုပ်ရမှာပေါ့နော်နောက်တစ်ပတ်လောက်ကြာတော့ကျွန်တော်တို့ကနောက်စာတစ်စောင်စီထည့်ရတယ်အဲ့စာထဲမှာ biometric တက်ပေါ့နော်အဓိက fingerprint အတွက်သူတို့မခေါ်တော့ဘူးသူတို့အရင်ကဟာကိုပဲပြန်သုံးလိုက်တယ်ဆိုတဲ့အကြောင်းကြားတာအရင်ကဆိုတာကျွန်တော်တို့ US ကိုဝင်ဖို့လုပ်တုန်းကယူထားတဲ့အချက်အလက်တွေကိုပြန်သုံးမယ်လို့ပြောတာပေါ့နော်ဒီကြားထဲမှာ approve letter ရတဲ့အထိဘာစာမှမလာတော့ဘူးကိုယ့်ဘာသာ case ကိုစစ်ရတာဘယ်လိုစစ်မလဲဆိုတော့နှစ်မျိုးရှိတယ်တစ်မျိုးကတော့ဒီအတိုင်းပဲ receipt number ရိုက်ထည့်ပြီးလက်ရှိ status ကိုကြည့်လို့ရတာနောက်တစ်ခုကတော့ကိုယ့်ရဲ့ USCIS account ထဲမှာ case ကို add လုပ်ပြီးတော့ကြည့်တာသူကပိုကောင်းတယ်တစ်ခါထည့်ထားပြီးနောက်ကျရင်ဖွင့်ကြည့်အောင်မယ် case ရဲ့ history ပါပေါ်နေတာကျွန်တော်တစ်လတစ်ခါလောက်တော့စစ်ကြည့်ဖြစ်ပါတယ်ဘာပြောင်းလဲမလဲလို့ဘာမှမပြောင်းလဲပါဘူး fingerprint ကိုယူပြီးသွားပြီဆိုတာနဲ့ပဲရက်နေတာပေါ့နော်တစ်ခုစိတ်အေးရတာကဒါတော့ကျွန်တော်အတွေ့ပေါ့ဒီအတိုင်းဆိုရင် case ကသူ့ဘာသာသူသွားနေရကျွန်တော် case ကဒနိုင်လောက်ခံရတာတို့တစ်ခုခုပြင်စရာရှိတာမျိုးမရှိဘူးဆိုတဲ့အတိတ်ပဲမျိုးပေါ့ဘာလို့လဲဆိုတော့ကျွန်တော် case ကိုစစ်ရင် receipt number တော့ဆိုတစ်လုံးမှားရိုက်မိတာသူများရဲ့ case ဖြစ်နေတာပေါ့နော်သူဘယ်လိုလဲတော့မသိပါဘူးဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲအဲ့ case ကဒနိုင်ဖြစ်သွားတာပေါ့နော်အဲ့ဒနိုင်ဖြစ်သွားတဲ့စာရဲ့ဘာကြောင့်ဖြစ်တယ်ဆိုတာကိုစာပို့ထားကြောင်းပေါ်နေတာအဲ့တော့ဒီမှာကျွန်တော် case စစ်နည်းနှစ်ခုကိုပြပေးပါမယ် case စစ်ဖို့ကပထမတနည်းကတော့ကျွန်တော်တို့ Google မှာ USCIS case data ပေါ့နော် STATS data case data ကိုရိုက်ထည့်လိုက်မယ်ပြီးလို့ရှိရင် case data online ဆိုတာကိုဝင်လိုက်မယ်ပေါ့နော်အဲ့ဆိုလည်းရှင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ case ကိုစစ်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာကိုယ့်ရဲ့ receipt number ကိုရိုက်ထည့်လိုက်မယ်ကျွန်တော်ရဲ့ number ကိုကျွန်တော်ရိုက်ထည့်လိုက်မယ်chat status ဆိုတာလေးကအယောင်လေးလင်းလာမယ်ပေါ့ကျွန်တော်ရိုက်ထည့်တာမှားသွားလို့ပြန်ရိုက်ထည့်မယ်အဲ့တော့ဒါကတော့ကျွန်တော် case ပေါ့နော်ဒါကျွန်တော်ကရပြီးပြီဆိုတော့ဒီမှာသူတို့ cut was made to me ဆိုကျွန်တော်စီကို cut ပို့လိုက်ပြီဆိုတော့အကြောင်းကြားစာပို့တာပေါ့နော်တကယ်လို့ကမရဘူးဆိုလို့ရှင်ဒီ website ကနေပြီးတော့သွားပြီးတော့ဘာလုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုသူတို့ပြောပြထားတာဒါကတော့ကိုယ့်ရဲ့ case လက်ရှိနောက်ဆုံး case အခြေအနေကိုစစ်တဲ့ပုံစံပေါ့နော်အလွယ်နည်းပေါ့ဒါဖုန်းနဲ့လည်းရိုက်ပြီးတော့ကိုယ့်ရဲ့ receipt number ကိုသိလို့ရှင်ဖုန်းနဲ့လည်းရိုက်ပြီးတော့စစ်လို့ရတယ်ဒါကတနည်းပါနောက်တနည်းကတော့ကျွန်တော်ကိုယ့်ရဲ့ USCIS account တွေကိုသွားပြီးတော့စစ်မှာပေါ့နော်ရိုက်လိုက်မယ်အဲ့တော့လို့ရှိရင် USCIS home ပေါ့ဒီကျွန်တော် sign in လုပ်မယ်
ကျွန်တော်ဒီမှာတော့ကျွန်တော်ဒီမှာတော့ကျွန်တော်ရဲ့ Gmail နဲ့ password ကကျွန်တော်ကremember လုပ်ထားတန်းပေါ်တာပေါ့နော်ကျွန်တော် sign in လုပ်မယ်လုပ်လိုက်လို့ရှိရင်ကျွန်တော်ရဲ့ email ကိုသူတို့ဒီ verification code တစ်ခုပို့တယ်ပေါ့နော် email ထဲမှာ verification code ကိုသွားပြီးယူပြီးသွားကြည့်လိုက်မယ်ပေါ့ဗျာverification code ကတော့ one time ဆိုတော့ကျွန်တော်ဒီကောင်တော့မဖြတ်တော့ဘူးပေါ့နော်အဲပဲပြလိုက်တော့ကျွန်တော်USCIS ကျွန်တော်တို့ရဲ့ account တွေကိုဝင်သွားပြီဒီ website ကသူတို့ upgrade လုပ်လိုက်တော့နည်းနည်းလေးတော့ကြည့်ရနည်းနည်းလေးပို့ပြီးတော့ရှုပ်သွားတယ်အဲ့မှာ go to my USCIS ကိုထပ်သွားမယ်အဲ့ဆိုတော့ကျွန်တော်ရဲ့account တွေကိုရောက်သွားပြီပေါ့နော်ရောက်သွားလို့ရှိရင်ကျွန်တော်ဒီမှာ case ကို add လုပ်ထားပြီးဖြစ်တဲ့အတွက်ခုနကလိုပဲကျွန်တော်ရဲ့ case ကနောက်ဆုံးအခြေအနေပေါ်နေတယ်ဒီဘက်မှာ case history ကျွန်တော်တို့ကြည့်လို့ရတယ်ဘယ်တော့နေကနေသူတို့ဘယ်တော့နေ form လက်ခံရရှိရကြားထဲမှာဘာပြောင်းလဲတဲ့ဘာပြောင်းလဲဆိုတဲ့အစဉ်စဉ်ကိုကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် case ကိုတစ်ခါ add လုပ်မယ်ဆိုရင်ဒီမှာ my account တွေကိုသွားမယ် my account ထဲမှာဒီမှာ add a case to your account ကိုဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ခုနကလိုပဲကျွန်တော်ရဲ့ receipt number ကိုရိုက်ထည့်လိုက်မယ်ရိုက်ထည့်ပြီးလိုက်လို့ရှင် add case ဆိုတာကိုနှိပ်လိုက်လို့ရှိရင်ခုနကလိုကျွန်တော် case ကဝင်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်ရိုက်ထည့်ပြီးသားဖြစ်ပေမဲ့နောက်တစ်ခေါက်ထပ်ရိုက်ထည့်ပြမယ်ပေါ့နော်ရိုက်ထည့်လိုက်ပြီးတော့ add case လုပ်လိုက်ရင် case successfully added ပေါ့နော်ဝင်သွားလို့ရှိရင်ဒီအောက်မှာကျွန်တော် case your case ဆိုပြီးတော့ခေါင်းစဉ်နဲ့ပေါ်နေမှာပေါ့နော်ကိုယ့်ရဲ့ receipt number နဲ့အဲ့ဆိုရင်တော့ဒါ case စစ်တယ်2မျိုးပေါ့ဒီကောင်ကတော့ပိုကောင်းတယ်နောက်ဆုံးအခြေအနေပေါ်သလို case ရဲ့ history ကိုလည်းကြည့်လို့ရတယ်case ကို follow up လိုက်တာလည်းဒီ website ထဲကနေပဲလိုက်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လို case ကို follow up လိုက်တယ်ဆိုတာကိုဆက်ပြီးတော့ရပြပါဟုတ်ကဲ့ကျွန်တော်တို့ case ကို follow up လိုက်ဖို့ဆိုရင်ဒီ USCIS website ထဲမှာဒီမှာ contact USCIS ဆိုတာရှိဒီကနေတွားလို့ရတယ်တွားလိုက်လို့ရှိရင်ဒီအောက်မှာ need help chat with Emma ဆိုတာပေါ်တယ်တို့တစ်ချက်နှိပ်မယ်ဒီကောင်ကတော့ဘာလဲတော့မသိဘူးအဲ့တော့ဒီမှာမေးလို့ရပါဒီမှာကဒီကောင်ကတော့ general ပေါ့နော်ဒီ live chat agent တွေပြောတာမဟုတ်ဘူးကျွန်တော်တို့က live chat agent တွေဒီမှာ live chat agent တွေဒီမှာလည်း case status ကိုဆက်လို့ရ chat my case status ဆိုရိုက်ထည့်လို့ရတယ်ဆိုတော့ဒီမှာ who is my မျိုးသူထားပေးထားတာပေါ့နော်ဒီ frequently question တွေဆိုရမှာပေါ့အဲ့လိုမဟုတ်ဘဲကျွန်တော်တို့က contact to live chat agent ပေါ့နော်live chat agent နဲ့သွားစီမှာဆို contact to live chat agent ကိုနှိပ်မယ်သူကတကယ် USCIS ကဒီ agent officer နဲ့စကားပြောမှာပေါ့နော်သွားပြီးတော့နောက်လို့မရဘူးဆိုတော့တကယ်အမှန်ကန်ပြောရတာပေါ့ပြီးလို့ရှိရင်တို့ English နဲ့ Spanish ဆိုရင် English ကိုရွေးလို့ရတယ်အဲ့တော့မှသူမေးတဲ့မေးခွန်းတွေဆက်ပြီးဖြေရမှာပေါ့မင်းမှာ case ပိုင်းရှိလားဆိုရင် yes ဆိုပြီးတော့ဖြေပြီးတော့နောက်ပိုင်းကျရင်သူတို့ကျွန်တော်တို့ရဲ့ receipt number တွေကိုအဲ့မှာရိုက်ထည့်ပေးရမှာကိုယ့်ရဲ့ phone number တွေအိမ်လိပ်စာတွေနာမည်တွေ email တွေအပြည့်အစုံသူတို့မေးပါတယ်မေးပြီးတော့ရိုက်ထည့်ပေးပြီးတော့မှသူတို့ရဲ့တကယ် live chat ကသူ live chat ကတကယ် officer က
လာပြီးတော့စကားပြောမှာပေါ့နော်အဲ့တော့ဒီမှာတော့ဆက်ပြီးတော့မသွားတော့ဘူးဒါတကယ် officer နဲ့စကားပြောရမှာဆိုတော့ဒီမှာတော့ကျွန်တော်မလုပ်ပြတော့ဘူးကျွန်တော် case ကိုကျွန်တော် follow လိုက်တော့ရိုက်ထားတဲ့ video လေးရှိတယ်အဲ့ကောင်ဆက်ပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ chat ကိုအန်လိုက်တော့မယ်ပေါ့လေအဲ့ဒီမှာကျွန်တော်ရဲ့ personal information တွေကိုဖြည့်ပြီးတော့ဒီ live chat က agent နဲ့တွေ့ဖို့ကျွန်တော်စောင့်နေရပါပေါ့နော်အပြင်မှာတန်းစီလို့ပဲဒီ online မှာလည်းတန်းစီပြီးတော့စောင့်နေရတယ်ကျွန်တော်ရှိမှ51ယောက်ရှိရလို့အဲ့မှာပြောတယ်အဲ့တော့ agent ရောက်လာတော့ကျွန်တော်နှုတ်ဆက်တယ်သူ့နာမည်ပြောတယ်သူရဲ့ agent ID number ပြောတယ်အဲ့တော့ကျွန်တော်မေးခွန်းကျွန်တော်မေးလိုက်တယ်ကျွန်တော်မေးခွန်းသူကမဖြေခင်တကယ်တော့သူကကျွန်တော်တို့အရှိမဖြည့်ထားကျွန်တော်တို့ရဲ့ receipt number တွေကိုကြည့်ပြီးတယ်သူကကြိုကြည့်ထားပြီးသားကျွန်တော်ရဲ့ case ကိုလေဒါပေမဲ့ကျွန်တော်မေးခွန်းကိုသူကမဖြေခင်ကျွန်တော်ရဲ့ personal information တွေကိုထပ်ပြီးတော့နောက်တစ်ခေါက်ထပ်မေးတယ်အဲ့တော့ကျွန်တော်ထပ်ပြောတယ်ဆိုတော့အဲ့ကောင်မှန်တော့မှကျွန်တော်မေးခွန်းဖြေရပေါ့ကျွန်တော်မေးတာကတော့ကျွန်တော်ရဲ့ case data စစ်တဲ့အချိန်မှာကတ်ကို produce လုပ်လိုက်ပြီလို့ပြောတယ်ဒါပေမဲ့အိမ်ကိုဒီ biometric appointment letter ရောက်လာလို့စဝေးစဝါဖြစ်သွားတဲ့အတွက်ကျွန်တော်သွားမေးတာပေါ့နော် case က approve မဖြစ်သေးဘူးလားပေါ့နော်ဘာလို့ biometric appointment letter ထပ်ရတာလဲဆိုပြီးမေးတော့သူက rank အတွက်ဓာတ်ပုံလိုလို့ပေါ့နော်အဲ့အတွက်လိုရင်တော့ဓာတ်ပုံရိုက်ဖို့ခေါ်တဲ့စာပေါ့အဲ့တော့ကျွန်တော်အဲ့ဒါထပ်မေးတယ်ဒီ appointment သွားပြီးတော့လို့ရှိရင်ကတ်ရဖို့ဘယ်လောက်စောင့်အောင်မှာလဲဆိုတော့သူကရက်30လို့ပြောတယ်ရက်30တည်းမရရင်တော့သူတို့စီကိုပြန်ပြီးတော့ချောင်းကြဖို့ပြောတယ်ပေါ့ကျွန်တော် appointment နေ့မှာကျွန်တော်သွားတယ်အဓိကအဲ့ appointment ကသူတို့ပေးလိုက်တဲ့ appointment letter စာရေးမဖြစ်မနေယူသွားရတယ်နောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ ID ယူသွားရတယ်အဲ့ဒီက driver license မရဘူးသူတို့ကရောက်တာနဲ့ passport ကိုတောင်းတာတကယ်တော့ passport ကျွန်တော်မှာ passport မှမရှိတာဆိုတော့ကျွန်တော်ရဲ့ EAD ကတ်ပေါ့နော်ဒီအလုပ်လုပ်တဲ့ကတ်ကိုပြလိုက်တယ်ဆိုတော့မကြာဘူးအဲ့ကောင်ပြပြီးလို့ရှိရင်2မိနစ်3မိနစ်လောက်ပဲကြာတယ်သူတို့ဓာတ်ပုံရိုက်တယ်ပြီးပြီဒါပဲဆိုတော့အဲ့ appointment သွားတာဘယ်လောက်မှမကြာဘူး2မိနစ်3မိနစ်ပဲဆိုတော့ဓာတ်ပုံရိုက်ပြီးတော့အိမ်ပြန်လာလိုက်တယ်10ရက်လောက်နေတော့အိမ်ကို green card ရောက်တယ်ပေါ့ဒါကျွန်တော် green card စပြီးတော့ရှောက်တာနေကတ်ရတဲ့အထိအခြေအနေပေါ့နော်ဒါကျွန်တော်ရဲ့လက်တွေ့အခြေအနေပါအားလုံးကံကောင်းကြပါစေ။